အညာလက်ဖက်တော်လေးတုတ်စားကြမယ်။ဒါမှမဟုတ်မနီတူလေးမနီတူပေါ့နော်မနီတူ6လေးချုပ်နေ။ဒီပြောင်းမှုလေးတော့မယ်။ဒီခေါ်ပြီးလေးကဘာလီနဲ့ပြီးလို့ရှိရင်ခင်းကြီးဒီတင်းကြီးဒီနော်ဒီတင်းကြီးကိုဒီလိုပါလီပြီးလာမယ်။ဒီနေ့ဒီစိကဘာလီနဲ့ဒီခင်းကြီးဒီကဘာလီနဲ့ပြီးလို့ရှိရင်အားလုံးရေးစင်အောင်ဆေးပြီးတော့တုံးလည်းမထည့်ပြီးတော့နေပါနော်နေပါနော်ဒီချက်သွန်ဘူးလေးလည်းပါနော်ချက်သွန်ဘူးပြောပြီးပြီးလို့ရပြလာပြီးနှစ်ဖက်သားလေးထည့်ပါနော်နှစ်ဖက်သားကိုပြချတဲ့ချင်းလည်းကြရင်ချင်းလည်းကြပါရိုးရိုးလက်ဖက်ကြရင်ရိုးရိုးလက်ဖက်ပေါ့နော်အားလေးတွေထည့်ပါနော်ဒါတော့ထွေထွေဥက္ကာကနှစ်ဖက်ဘောလက်ဖက်ထုတ်တွေကမျိုးပေါ့ပြီးလို့ရှိရင်တမန်ကြီးလေးညှစ်ပါမယ်ပြီးစီဂစ်နဲ့ထည့်ပါမယ်ပြီးစားလေးထည့်ပါမယ်ပြီးလို့ရှိရင်တမအောင်နေပါမယ်နော်မောင်နေပြီးတော့ပြီးလို့ရှိရင်ပါကျန်တယ်ဆိုတော့ပစုံရောက်လေးရဟိုနှစ်ပြန်ကျော်ထဲမှာပါတယ်ပဲပူးကျော်လေးပေါ့နော်နှစ်ပြန်ကျော်အစုံထည့်ရရအောင်နော်ပဲပူးကျော်ရှိပဲပူးကျော်နဲ့ပစုံရောက်နဲ့အားလေးထည့်လိုက်ရုပ်စားကောင်းတယ်နော်စားကောင်းတယ်ရုပ်မိုက်လည်းလက်ဖက်တော့ရပါပြီခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ